င်္ဂလာပါလူတယောက်ရဲ့ကံကြမ္မာကသူ့ရဲ့လက်ဖွားထဲမှာတကယ်ပဲရှိနေနိုင်သလားအဲ့ဒီမေဟုံးကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီနေ့မှာတော့လေအဲ့ဒီရှေ့ကြတဲ့လက္ခဏာဗေဒပညာရဲ့ချက်ကိုခဏလောက်အတူတူခရီးထွက်ကြည့်ကြရအောင်ကိုယ့်အကြောင်းကိုပြန်ရှာဖွေတဲ့ခရီးစဉ်တစ်ခုလို့ပေါ့ ကဲခဏလောက်စဉ်းစားကြည့်အောင်လူတယောက်ရဲ့ဘဝဇာတ်ကြောင်းတစ်ခုလုံးကိုလေလက်ဖွားပေါ်မှာရေးထိုးထားတယ်ဆိုတာမျိုးဖြစ်နိုင်ပါမလားဒါမှမဟုတ်လက်ဖွားတွေကကျွန်တော်တို့ကိုယ်တိုင်ဖက်ရမယ်ကိုယ်ပိုင်မြေပုံတစ်ခုဖြစ်နေတာလားတကယ်ကိုစဉ်းစားစရာပါပဲ ဟုတ်ပြီဒါဆိုရင်တော့လက္ခဏာဗေဒဆိုတဲ့ရှေးကြတဲ့အမှုပညာရဲ့ကြီးကျယ်ကိုအတူတူဝင်ကြည့်လိုက်ကြရအောင်ဒီပညာရဲ့မှာယုံကြည်ကြတာကလက်ဖွားပေါ်ကအရေးအကြောင်းတွေတင်ကေတတွေအဲ့ဒါတွေအားလုံးကလူတစ်ယောက်ရဲ့အလားအလာနဲ့ကံကြမ္မာရဲ့ပုံချမ်းတစ်ခုလိုပဲတဲ့ဆိုတော့ဒီတစ်ခေါက်အဓိကပြောပြသွားမှာကအဲ့ဒီထဲကမှအရေးအကြီးဆုံးလို့သတ်မှတ်ထားတဲ့လက္ခဏာတွေရဲ့အတိတ်ပဲဒီပါပဲ ဒီနေ့ဘာပြောကြမလဲဆိုတော့ပထမဆုံးလက်ဖက်ဝါကိုမြေပုံတစ်ခုလိုကြည့်မယ်ပြီးရင်တော့အမြင့်ကျဲမင်္ဂလာလက္ခဏာတွေလက်မမှာရှိတဲ့အထူးစွမ်းအားတတိထားရမယ့်အញ្ញလက္ခဏာတချို့နောက်ဆုံးမှာတော့ကိုလက်ဖက်ဝါကဘာတွေပြောနေလဲဆိုတာကိုကြည့်သွားကြမှာပါကဲပထမဆုံးအပိုင်းကိုစလိုက်ကြရအောင်လက်ဖက်ဝါဆိုတဲ့မြေပုံရဲ့အခြေခံသဘောတရားတွေပေါ့ဟုတ်တယ်တိကျတဲ့အမတ်သားတွေတစ်ခုချင်းစီကိုမတွားခင်မှာလက်ဖက်ဝါတစ်ခုလုံးရဲ့အခြေခံဖွဲ့စည်းပုံကိုအရင်နားလည်ထားဖို့လိုပါတယ်လက္ခဏာပညာရှင်တွေကလေအမတ်သားတစ်ခုတည်းကိုပဲကြည့်ပြီးကောက်ချက်မဆွဲတတ်ကြဘူးအဲ့ဒီစာလက်တစ်ချောင်းလုံးရဲ့ပုံသဏ္ဍာန်ကဘယ်လိုလဲလက်ဖွားပေါ်ကကြိုးခုံလို့ခေါ်တဲ့အဖူအထက်တွေပြီးတော့အားလုံးတိကျတဲ့အသက်လန်းညံလန်းနှလုံးလန်းလို့အဓိကလမ်းကြောင်းကြီး၃ခုအဲ့ဒါတွေအားလုံးကိုပေါင်းပြီးမှအဓိပဲဖော်လာစကလုံးလေးတွေတစ်လုံးချင်းစီကနေဝါကြတစ်ကြောင်းကိုဇလန်းတစ်ပုတ်ဖြစ်လာတယ်လို့ပေါ့ Okay အခြေခံနည်းတွေတည်သွားပြီဆိုတော့အခုတကယ်ကိုစိတ်လို့ရှားစရာအကောင်ဆုံးအပိုင်းကိုရောက်လာပါပြီအဲ့ဒါကတော့လက်ပွားပေါ်ကအောင်မြင်ခြင်းရဲ့မင်္ဂလာလက္ခဏာတွေဒါမှမဟုတ်ကံကောင်းခြင်းရဲ့အမှတ်အသားတွေအကြောင်းပါပဲ ပထမဆုံးတစ်ခုကတော့အောင်လန်လို့ခေါ်တဲ့လက္ခဏာပါဒါကတော်တော်လေးကိုအစွမ်းထက်တဲ့အမှတ်အသားလေးတွေမှာပါပါတယ်ဘယ်လိုလူတွေမှာတွေ့ရတတ်လဲဆိုတော့ကိုယ်လုပ်ငန်းတွေပဲမှာထိတ်ဆုံးရောက်နိုင်တဲ့သူတွေခေါင်းဆောင်နဲ့ထူးချွန်ပြောင်းမြောက်တဲ့သူတွေရဲ့လက်ဖွားပေါ်မှာတွေ့ရတဲ့လက္ခဏာမျိုးပါအောင်လန်ပါပြီဆိုရင်နိုင်ငံရေးစီးပွားရေးလူမှုရေးဘယ်နဲ့ပဲမှမဆိုထိတ်ဆုံးရောက်နိုင်တယ်လို့ဆိုတယ်အခက်အခဲဒီလားဘလို့ဟာမျိုးပဲလာကြော်လွှားနိုင်တဲ့စွမ်းအားရှိတယ်ကြော်ကြားမှုနဲ့ဩဇာအနာကိုလည်းရနိုင်တယ်စိတ်ဝင်စားစရာတစ်ခုကဘာလဲဆိုတော့ဒီအွန်လိုင်းကဘေဘက်လက်မှာပါရင်လေအတိတ်ဘဝကကောင်းမှုကန်တိကြောင်နဲ့ညာဘက်လက်မှာပါရင်တော့ဒီဘဝမှာကြောစားမှုနဲ့အောင်မြင်မယ်လို့ဆိုပါတယ်ဒီမတ်သားရဲ့အစွမ်းကိုတခုနဲ့ပြောရရင်ရှေးလူကြီးတွေပြောတဲ့စကားရှိတယ်လက်နက်ချင်ရွှေတဲ့အဲ့ဒီဘက်ကတော့ရှင်းရှင်းလေးပဲသူ့ဝတန်လိုက်လောက်လိုက်တပြက်အရာရာတန်းကအောင်မြင်ချေထွန်းတဲ့ဆိုတဲ့သဘောပါပဲနောက်ထပ်မင်္ဂလာလက္ခဏာတစ်ခုကတော့ကြာဘူးပါကျွန်တော်တို့အရှိတိုင်းမှာဆိုရင်ကြာပန်းဆိုတာတန့်စင်မှုဉာဏ်ပညာရဲ့သင်္ကေတကြနော်အဲ့ဒီလိုပဲလက်ဖွားပေါ်ကကြာဘူးအမတ်အပါကလည်းရုပ်ဝတ္ထုပစ္စည်းတွေကျွဲဝါတာကိုပဲပြောတာမဟုတ်ဘူးစိတ်ရဲ့ငြိမ်ချမ်းမှုတည်ငြိမ်မှုပြီးတော့စိတ်ပိုင်းဆိုင်ရာခွင့်အားအဲ့ဒါတွေကိုပါကိုးစားပြုပါတယ်ကြာဘူးလက္ခဏာကဘာတွေဆောင်ကျဉ်ပေးနိုင်လဲဆိုတော့စိတ်ကိုတည်ငြိမ်စေတယ်ကျန်းမာရေးကောင်းစေတယ်ချမ်းသာကြွယ်ဝမှုကိုဆွဲဆောင်နိုင်တယ်လို့ဆိုတယ်မကောင်းတဲ့လွှမ်းမိုးမှုတွေကနေလည်းအကာအကွယ်ပေးနိုင်တယ်တဲ့ဒါကြောင့်မို့လို့ဘာသာတရားကိုက်ဆိုင်တဲ့သူတွေမှာတွေ့ရတတ်တယ်နောက်တစ်ခုကအတလန်းရဲ့အဆုံးအနားမှာဒီအမက်သားလေးပါနေရင်ဘဝရဲ့နောက်ဆုံးအခြေအနေမှာတက်တန်နဲ့နေသွားရမယ်လို့မြင်ပြနေတာပါပဲနောက်တစ်ခုကတော့အားလုံးကြားဘူးနေကြပြမစ်ငါရော့လက္ခဏာပါဒါကတော့ကြီးပွားရေးလုပ်ငန်းတွေမှာအောင်မြင်ကြချမ်းသာကြွယ်ဝတာပြီးတော့ပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝကိုရရှိနိုင်တယ်ဆိုတဲ့ကန်ဒွင်မင်္ဂလာအမတ်သားတစ်ခုပေါ့ကဲလက်ဖွားပေါ်ကအထွေထွေလက္ခဏာတွေအပြင်အခုအထူးသဖြင့်စွမ်းအားကြီးရလို့သတ်မှတ်ထားတဲ့လမားချောင်းကိုအာယုံစိုက်ကြည့်ရအောင်လမားမှာလေတချောင်းနေရာမှာမတွေ့ရတဲ့အရန်စွမ်းထက်တဲ့လက္ခဏာတစ်ခုရှိနေလို့ပါချင်းလူကြီးတွေကပြောကြတယ်လက်မဆိုတာအင်အားကိုဖော်ပြရတဲ့ဆိုလိုတာကလက်မဟာလူတစ်ယောက်ရဲ့စိတ်ဓာတ်ခွန်အားဇွဲလုံးလအဲ့ဒါတွေကိုတိုင်တာတဲ့ရေးထိတဲ့အညွန့်ကိန်းတစ်ခုပါပဲလက်မကလူတစ်ယောက်ဘလောင်စိတ်ဓာတ်ကြန့်ခိုင်လဲဆိုတာကိုပြနေတာပါအဲ့ဒီလက်မမှာရှိတဲ့အရန်ရှားပါပြီးလူတိုင်းလူချင်းကြတဲ့အမတ်သားကတော့စိုက်မက်စစ်ပါပဲလက်မရဲ့ပထမအစ်စ်နေရာမှာလေဆန်စစ်လေးလိုဂျုံစစ်လေးလိုပုံသဏ္ဍာန်လေးရှိနေလားပါသူ့ရဲ့အတိတ်ဘယ်ကတော့ရှင်းပါတယ်တတ်တုံတတ်တာနဲ့အမွေအနှစ်တီရပြီးနေထိုင်ရမယ့်ဖော်မျိုးကိုဖော်ပြတာပါဆမ်မယ်စိတ်လက္ခဏာကဘာကိုပြောလဲဆိုတော့ဘဝမှာကြီးကြီးမားမားရုန်းကန်စရာမလိုဘူးအခြားသူတွေရဲ့ဒါမှမဟုတ်အိမ်ထောင်ဖက်ရဲ့ထောက်ပံ့မှုကိုရတတ်တယ်ငွေကလည်းအဆက်မပြော့ဝဲနေပြီးတက်တောင့်တက်တာနေရတတ်တယ်တဲ့ဒါပေမဲ့အရေးကြီးတဲ့အချက်တစ်ခုရှိတယ်အဲ့ဒီဆမ်မယ်စိတ်ပုံတန်တန်လေးကလုံးဝအပိတ်ဖြစ်နေမှဟာနေလို့မရဘူး
အဲ့လိုအပိတ်ဖြစ်နေမှသာအကျိုးကျေးဇူးကိုအပြည့်အဝရနိုင်မှာပါ ကောင်းတဲ့လက္ခဏာတွေအကြောင်းပြောပြသည်ဆိုတော့တင်ကားပြရဲ့တစ်ထက်ချောင်းလို့ပဲဘဝမြင်မှုပေါ်မှာတတိထားရမယ့်အပိုင်းတွေအကြောင်းကိုလည်းကြည့်လိုက်ရအောင်ဒါတွေကကြိုတင်တည်ထားခြင်းအပြင်ဘဝရဲ့စိန်ခေါ်မှုတွေကိုတတိနဲ့အကျော်လွှာနိုင်မှုလမ်းညွှန်ပြတာမျိုးပါ ဟုတ်ပါတယ်လက်ဖို့ဝါပေါ်ကအမှန်သားတိုင်းကကန့်ကောင်းခြင်းကိုပဲပြောနေတာတော့မဟုတ်ပါဘူးတချို့အမှန်သားတွေကဘဝခင်းလက်မှာကြုံရနိုင်တဲ့အသားစီးဝင်ကြီးကိုကြိုတင်တတိပေးတဲ့အချက်ပြမိတယ်လို့ပါပဲ အိုးမှာတစ်ခုနဲ့ရှင်းရှင်းလင်းလင်းမြင်အောင်နိုင်ရှင်းကြည့်အောင်တစ်ခုက4000ကွက်ဒါကအကာအကွယ်ပေးအမှန်သားများသောအားဖြင့်ပြက်နေတဲ့လမ်းကြောင်းတစ်ခုပေါ်မှာပေါ်လာချက်ပြီးဘေးအန္တရာယ်ကနေတီတီလီလွတ်သွားတယ်ဆိုတာကိုညွှန်ပြတယ်ကောင်းတဲ့လက္ခဏာပေါ့ဒါပေမဲ့ကျွန်းဆိုတာကြတော့ပြောင်းပြန်ပဲသူကဘယ်နေရာမှာပဲပေါ့အရန်လက္ခဏာသူရှိနေတဲ့လမ်းကြောင်းနဲ့ပတ်သက်ပြီးစိတ်ဖြစ်စီမှုတွေအာနင်းမှုတွေအတားအဆီးတွေကိုစားပြုပါတယ် ကောင်းတဲ့လက္ခဏာတတိထားရမယ့်လက္ခဏာတွေကိုလေ့လာပြီးပြီဆိုတော့ဒီအကြောင်းအရာတွေအားလုံးကိုခြုံငုံပြီးဘယ်လိုနားလည်ရမလဲဆိုတာကိုကြည့်လိုက်ကြအောင်ဒါကိုပိုင်လမ်းညွှန်တစ်ခုလိုပါပဲ လက္ခဏာပေးတာကနေအဓိကနားလည်ထားရမယ့်အချက်ကဒါပါပဲကျွန်တော်ရဲ့လက်တီကပြောင်းလဲလို့မရတဲ့ကံကြမ္မာကြီးကိုရေးထိုးထားတာမဟုတ်ဘူးလမ်းညွှန်တစ်ခုကိုပဲပေးနေတာတကယ်တော့လူတစ်ယောက်ရဲ့ဘဝနေထိုင်မှုပုံစံလောက်ရက်တီပြောင်းလဲလာတာနဲ့အမျှဒီလက်ဖွားပေါ်ကမြေပုံခါလည်းပြောင်းလဲသွားနိုင်တယ်လို့ယုံကြည်ကြပါတယ် ဒီလိုတွေးကြည့်ရအောင်လားလက်တွေဆိုတာအလုပ်လုပ်ဖို့ကိရိယာတက်တက်ပဲမဟုတ်ဘူးကို့အကြောင်းကိုသိမြင်နားလည်နိုင်ဖို့အရင်မြင့်စကူလည်းထင်နေရဲ့ဒီအကြောင်းအရာတွေကိုသိပြီးနောက်မှာတော့လူတိုင်းကိုယ့်လက်ကိုအသိမြင်အသက်တစ်ခုနဲ့ပြန်ပြီးကြည့်မိကြမယ်လို့ထင်ပါတယ်ဒါကြောင့်နောက်ဆုံးအနေနဲ့စဉ်းစားစရာမျိုးကုန်းတစ်ခုချန်ထားခဲ့ချင်ပါတယ်လက်ဖုံးအပေါ်ကဒီအမတ်သွားတွေဟာတကယ်ပဲကြိုတင်တတ်မှတ်ပြီးသားကံကြမ္မာကြီးလားဒါမှမဟုတ်လူသားတွေကိုယ်တိုင်ဖန်တီးယူရမယ့်ဘဝလမ်းခရီးအတွက်လမ်းညွှန်တစ်ခုပဲလား ဒီတစ်ခါအကြောင်းအရာကိုအဆုံးထိနားဆင်ပေးကြတဲ့အတွက်အလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေနဲ့အတူပြန်ဆောင်ကြတာပေါ့